ဒီနေ့2026ခုဖေဖော်ဝါရီ15ရက်တနင်္ဂနွေနေ့မန္တမနေ့ရောက်မနေ့ပြည့်တဲ့နေ့30လောက်ရှိတဲ့အချိန်မှာပြန်တွေ့တဲ့နော်လူလာလို့ပါတီးမယ်ဆိုတော့မှမမအေးရဲ့အောင်ရင်းရှိပါအခွေတွေကကျွန်တော်6နှစ်သားအဲ့ရွယ်လောက်ကရထားတဲ့တခြင်းမှာအဲ့တော့နှစ်ယောက်လုံးကတခြင်းကိုဒါထဲမှာရှိထားတယ်အခုဆိုမယ်ဆိုတော့မှကဲဆိုကြည့်ဆိုသူလည်းဆိုကြည့်တယ်ကျွန်တော်လည်းတီးကြည့်တယ်ကျွန်တော်တို့အဖိုးအဲ့လိုရှိဆရာတင်တယ်လွမ်းလို့ပြီးတော့ကျွန်တော်ရဲ့စောင်းအဘဥပဒံကိုလည်းလွမ်းလို့ဘာဥပဒံလက်တောင်နားထဲမှာကြားပြီးတော့မှအဖနဲ့မတူပေမဲ့ပြည့်နေတဲ့ညအလုံးပြည့်တီးပါတယ်မလည်းတီးခံပြီးညောင်းထောင်ပေးကြပါအလောင်းရဲ့you